ုံးပေါ်မှာအရင်နှီးကွေးလွန်းလို့နာမည်ကြီးနေတဲ့ slot တွေဟာရေအောက်ရောက်သွားရင်တော့လပိုင်းတွေထက်တောင်အသက်ပိုအောင်နိုင်နေဆိုတာမိတ်ဆွေတို့ယုံမလားဟုတ်ပါတယ်တစ်ပင်ပေါ်မှာတဏီကုံတွဲလောင်းခိုးပြီးလှုပ်ရှားမှုတိုင်းကိုနှီးပြားခွက်လို့သွာလာနေတတ်တဲ့ slot တွေကိုကြည့်ရင်ရေမကူးတတ်ဘူးလို့ထင်နိုင်စရာရှိပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဒီတသက်ဝါလေးတွေဟာသဘာဝရဲ့အံ့ဩဖွယ်ရာတိဝက်ချက်တစ်ခုကိုပိုင်ဆိုင်ထားကြပါတယ်သူတို့ဟာကုန်းပေါ်မှာအနှီးကွေးဆုံးဖြစ်ပေမဲ့ရေအောက်ကိုရောက်သွားတဲ့အခါရင်းနီနုတိုက်သက်တဝါဖြစ်တဲ့လပိုင်းတွေတောင်အသက်ပိုအောင်နိုင်ကြပါတယ်။လပိုင်းတွေဟာရေထဲမှာပဲတစ်သက်လုံးရှင်သန်ကျက်စားနေတဲ့နုတိုက်သက်တဝါတွေဖြစ်ပါတယ်။ဒါပေမဲ့သူတို့ဟာရေရက်တွေရေကူးကျွမ်းကျင်မှုတွေရှိနေပေမဲ့လည်းလေယူရှူရှိုက်ဖို့အတွက်ကုန်းပေါ်ကိုမကြာခဏတက်လာရပါတယ်။ပုံမှန်အားဖြင့်လက်ပိုင်းတစ်ကောင်ဟာရေထဲမှာ10မိနစ်ကနေ10မိနစ်ခန့်သာအသက်အောင်နိုင်ပါတယ်။မျိုးစိတ်အချို့က15မိနစ်ခန့်ထိအောင်နိုင်ပေမဲ့ဒါဟာအမြင့်ဆုံးပါပဲ။ဒါပေမဲ့ကုန်းနေသက်တဝါဖြစ်တဲ့ slot တွေကတော့ရေအောက်ထဲမှာမိနစ်40လောက်ထိအေးဆေးအသက်အောင်ထားနိုင်ကြပါတယ်။ဒါတွေဟာလပိုင်းတွေထက်တောင်၄ဆလောက်ပိုများတဲ့အချိန်ပမာဏပဲဖြစ်ပါတယ်။ဒီလိုလုံးနိုင်ဖို့သဘာဝတရားကစလော့တွေကိုဘယ်လိုဖန်တီးထားတာလဲဆိုတော့အချိန်ကြာကြီးအသက်အောင်နိုင်တာဟာသူတို့ရဲ့ကြော်ကြားလာတဲ့နှိကွေးခြင်းကြောင့်ပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ရဲ့နောက်ွယ်ဟာသိပ္ပံနည်းကျအချက်လက်တွေကတော့အောက်ပါတိုင်းပဲဖြစ်ပါတယ်။အလွန်နှိကွေးတဲ့ဇီဝကံမှာဖြစ်စဉ်စလော့တွေရဲ့ခန္ဓာကိုယ်ဟာအစာချီဖြတ်တာကစလို့သွေးလည်ပတ်မှုအထိအရာအလုံးကိုအနှီးကွေးဆုံးစနစ်နဲ့လည်ပတ်နေတာပါ။ဒါကြောင့်သူတို့ရဲ့ခန္ဓာကိုယ်ဟာအောက်ဆီဂျင်လိုအပ်ချက်အရင်နေပါတယ်။နှလုံးခုန်နှုန်းကိုအလိုလျောက်လျှော့ချခြင်းသူတို့ရေအောက်ကိုရောက်သွားပြီဆိုတာနဲ့ခန္ဓာကိုယ်ကအလိုလျောက်တုံ့ပြန်တတ်တဲ့နှလုံးခုန်နှုန်းကို66ရာခိုင်နှုန်း3ပုံ2ပုံခန့်ထိနှိချပစ်လိုက်ပါတယ်။နှလုံးခုန်နှုန်းအရင်နှိသွားတဲ့အတွက်သွေးထဲမှာရှိတဲ့အောက်ဆီဂျင်လောင်ကျွမ်းမှုပမာဏဟာအနည်းဆုံးခြေနေကိုရောက်သွားပြီးအချိန်ကြာကြီးအသက်ရှင်နိုင်တာဖြစ်ပါတယ်။ slot တွေဟာကုန်းပေါ်မှာထက်ရေထဲမှာပုံမြန်တဲ့ရေကူးသမားတွေဖြစ်ပါတယ်။နောက်ထပ်အံ့ဩစရာကောင်းတဲ့အချက်ကတော့ slot တွေဟာတစ်ပင်ပေါ်မှာသွားနေတဲ့အမြန်နှုန်းထက်ရေကူးတဲ့အခါ3ဆပုံမြန်နေတာပါပဲ။သူတို့ရဲ့ရှည်လာတဲ့လက်တံတွေကိုအသုံးပြုပြီးခွေးလေးတွေရေကူးသလို doggy paddle ပုံစံနဲ့ရေကိုအားပါတရရက်ပြီးကူးခန့်နိုင်ကြပါတယ်။ slot လေးတွေဟာဘာလို့ရေကိုကူးဖို့လိုအပ်တာလဲဆိုတော့သူတို့နေထိုင်ရာအမေဇုံမိုးတစ်တော်တွေမှာမကြာခဏရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်တတ်ပါတယ်။တစ်ပင်တစ်ပင်ကနေတစ်ပင်ကိုကူးကျင်တဲ့အခါမြေကြီးပေါ်ကိုဆင်းပြီးသွားနေရင်သားရဲ့တရိษံတွေရဲ့အန္တရာယ်ရှိတဲ့အတွက်ဂိုင်းပေါ်ကနေရေထဲကိုဓာတ်ရိုက်ခုန်ချပြီးရေကူးသွားလိရှိပါတယ်။မိလိုက်ဖို့ဖော်ရှာတဲ့အခါမှာလည်းရေလန်းကြီးကိုအသုံးပြုပြီးပုံမြန်သွားလာတတ်ကြပါတယ်။ချုပ်အားဖြင့်ဆိုရရင် slot တွေရဲ့နှွေးကွေးမှုဟာအားနည်းချက်တစ်ခုတည်းမဟုတ်ပဲသဘာဝတရားကြီးကပေးထားတဲ့အသက်ရှင်တန်ကြီးလက်နက်တစ်ခုဖြစ်နေပါတယ်။အင်ပဒန်ဆွမ်းတက်တဲ့ဇီဝကာမဖြစ်စဉ်ကိုပိုင်ဆိုင်ထားတာကြောင့်ကုန်းပေါ်မှာရေစရာကောင်းလာအောင်နှေးကွေးနေပေမဲ့ရေအောက်ထဲရောက်သွားရင်တော့လပိုင်းတွေတောင်ရှုံပေးသွားစီမယ်အံ့ဩဖွယ်တတော်လေးတွေပဲဖြစ်ပါတော့တယ်။ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပြီးတဲ့တူကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားအောင်ပါမို့ကျွန်တော်တို့ channel လေးကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။